皆さんこんにちは。ဒီနေ့ကတော့ကျွန်တော်ဂျပန်လိုပေါ့။နာယီကိုရေတွက်တာကိုပြောမှဖြစ်ပါတယ်။နာယီကိုဂျပန်လိုဘယ်လိုခေါ်မလဲဆိုတော့ G ပေါ့နော်။ GI G လို့ခေါ်တယ်။ရှီရာခဏနဲ့ရေးမယ်ဆိုလို့ရှိရင်ရှီကိုတန်တင်လိုက်ရင် G ဖြစ်သွားတယ်။အဲဒါနာယီပေါ့နော်။အရှိရာကျွန်တော်တို့ခဏန်းလေးတွေပေါ့နော်။ Ichi ni san yun shi အဲ့လိုလေးတွေနဲ့နောက်က G ဆိုတာကတ်လိုက်လို့ရှိရင်တနာရီ2နာရီ3နာရီ4နာရီဆိုတာရပါပြီ။အဲဆိုအရင်ဆုံးကျွန်တော်တို့ခဏန်းလေးတွေပေါ့နော်။ရေတွက်တာကိုပြန်ပြီးတော့ပြန်နှွေးကြည့်တာပေါ့ပြန်နှွေးကြည့်တာပေါ့ဆိုတော့ကျွန်တော် ichi ပေါ့နော်တနာယူ1ဆိုရင်တော့ ichi 2ဆိုရင်2ဆိုရင်2 3ဆိုရင်3 4ဆိုရင်4 shi 5ဆိုရင်9 6ဆိုရင်roku 9ဆိုရင်nana shichi hachi 10ဆိုရင်hachi 9ဆိုရင်ku kyu 10ဆိုရင် ju ဒါ10အထိပေါ့နော်17ဆိုလို့ရှိရင် ju ဒါ10အပေါင်း1ပုံစံမျိုးလေးဂျူအီချီစနစ်ဆိုရင်ဂျူနီ73ဆိုရင်ဂျူဆန်ဂျူယွန်ဂျူခော့ဂျူရခုဂျူနနာဂျူရှိချီကြိုက်တဲ့သုံးလို့ရပါတယ်ပြီးတော့18ဆိုရင်ဂျူဟာချီ19ဆိုရင်ဂျူခယူ20ဆိုရင်2အမြောက်10ပုံစံမျိုးလေးပေါ့နော်2ကနီ10ကဂျူဆိုတော့နီဂျူဆိုတော့20အဲ့လိုပုံစံမျိုး2အမြောက်10ပုံစံမျိုးလေးနီဂျူရရင်ဆန်ဂျူကနေပြီးတော့ခယူဂျူထိရတယ်30ဆိုရင်ဆန်ဂျူ40ဆိုရင်ယွန်ဂျူခေါ်ဂျူ60ရော့ခုဂျူနနာဂျူဟာချီဂျူခယူဂျူ100ဆိုရင်တော့ဟေယာခုအဲ့ဆိုရင်ဟေယာခယူခုဟေယာခုဒါ1 2 3 4 100အထိပေါ့နော်အဲ့ဒီနောက်မှာကျွန်တော်တို့ G လေးကတ်လိုက်ပြီဆိုရင် G ဆိုတဲ့ဂျပန်နိုင်လေးကတ်လိုက်ပြီဆိုရင်ကျွန်တော်တို့လိုချင်တဲ့နိုင်တွေရမှာဖြစ်ပါတယ်ဆိုတော့နိုင်ဘက်ကိုပြန်သွားကြည့်လိုက်တော့โอเคနိုင်လေးဆိုတော့တနာရီလို့ပြောချင်လို့ရှိရင်ကျွန်တော် ichi အပေါင်း G ပုံမှန်မျိုးလေး ichi G 2နာရီဆိုရင် ni G 3နာရီဆိုရင် san G 4နာရီမှာထူးကြမယ်ကျွန်တော်တို့သင်ခဲ့တာကယွန်ရော်ရှိဆိုပြီးသင်ခဲ့တယ်เนาะတချို့ကြတော့ယွန်နဲ့ရှိနေပဲသင်တယ်ကျွန်တော်ကရော်လေးပါအရှိမှထည့်ပြီးပြောခဲ့တယ်ဘာလို့လဲဆိုတော့ရော်ဆိုတာကကျွန်တော်တို့4နာရီဆိုတော့ရော်တစ်လုံးပဲသုံးမယ်နော်ယွန်နဲ့ရှိကို4နာရီမှမသုံးအဲအကြောင်းလို့4နာရီဆိုရင်ထူးကြတယ်ရော် G 9နာရီဆိုရင်ပုံမှန်ပဲခေါ်ချီ6နာရီဆိုလည်းပုံမှန်ပဲ rock ခုချီ9နာရီမှာထူးခြားပြန်လို့သူက9နာရီဆိုရင်ရှိချီချီဖြစ်သွားမယ်9မှာရှိတာကနနနဲ့ရှိချီဆိုပြီးရှိပေမဲ့နာရီဆိုရင်တီးတန့်ရှိချီပဲတုံးမယ်အဲဆိုရှိချီချီ10နာရီဆိုရင်ပုံမှန်ပဲဟာချီချီ9နာရီဆိုရင်ထူးခြားမယ်လားခယူးနဲ့ခုရှိတဲ့နေရာမှာခုချီပဲတုံးမယ်ခယူးချီဆိုတာမရှိဘူးအဲဆို10နာရီမှာဂျူချီ17ဆိုရင်ကျွန်တော်17ဆိုတာဂျူအီချီချီเนาะပုံမှန်ပဲ17ကလည်း12နိုင်ဆိုရင်ဂျူနီ12လည်းပုံမှန်ပဲဂျူနီချီဟုတ်ပြီအဲဆိုတော့ထူးကြတာ4ရယ်9ရယ်9ရယ်အဲ့နိုင်လေးဆိုရင်ကျွန်တော်တို့သုံးတာလားကန့်တက်ချက်တွေရှိပါပြီဆိုတော့ကျွန်တော်တို့မနက်ပိုင်းနဲ့ညနေပိုင်းပါเนาะမနက်ပိုင်းဆို AM ပေါ့เนาะဖုန်းနာရီမှာဆိုလို့ရှိရင်ညနေပိုင်းဆိုရင် PM AM PM ဘယ်လိုခွဲလဲဆိုတော့ကျွန်တော်တို့ညဘက်ပေါ့နော်ညဘက်12နာရီကနေစပြီးတော့နေ့လယ်ပိုင်း17နာရီ59လောက်ထိကိုကျွန်တော်တို့ AM လို့သုံးပြီးတော့အဲဒီနေ့လယ်12နာရီကနေပြီးတော့ညဘက်17နာရီ59လောက်ထိကိုကျွန်တော် PM လို့သုံးတယ်ပေါ့နော်အဲ AM PM ကဲလို့ AM ကိုဂျပန်လိုဘယ်လိုပြောမလဲဆိုတော့ဒါကခေါ်လားဇက်ရန်ဆန်ဆိုတော့ခေါ်ဆန်ပေါ့နော်ဒါကဒီကြားကနေရေးပြတာဖြစ်ပါတယ်ခေါ်ဆန်နော်မနက်ပိုင်း AM ဆိုရင်ခေါ်ဆန်ညနေပိုင်း PM ဆိုရင်ခေါ်ပေါ့နော်ဒါခေါ်တချို့ကြတော့ခေါ်ငေါ့လို့ထွက်တာရှိပါတယ်တချို့ဒေတာကွဲပေါ့နော်ဂျပန်မှာပဲဂျပန်လူမျိုးပဲဒါပေမဲ့ခေါ်ငေါ့နဲ့ထွက်တဲ့လူရှိတယ်ခေါ်ဆန်းနဲ့ထွက်တဲ့လူရှိဟိုခေါ်နဲ့ထွက်တဲ့လူရှိတယ်ခေါ်ငေါ့နဲ့ထွက်တဲ့လူရှိတယ်ဆိုတော့ကျွန်တော်တို့အမနက်ပိုင်းညနေပိုင်းရတော့ပြီပေါ့နော်အဲဆိုတော့နိုင်ဝက်ဆိုရင်ဘယ်လိုပြောမလဲမိနစ်30မိနစ်တည်းမတင်ရသေးတော့ကျွန်တော်တို့လောစေခွဲတဝက်ဆိုခွဲနိုင်ဝက်ဆိုတဲ့ဥစ္စာလေးကဟမ်ပေါ့နော် HAM ဟမ်ပေါ့နော်ဟာနဲ့အိုးနဲ့ပေါင်းတဲ့ပုံစံမျိုးလေးဟမ်ရေတော့ဟီယာကန်နဲ့ရေတော့လီမျိုးလေးပေါ့နော်ဟမ်ဆိုတော့ခွဲတဝက်ဥမာ4နာရီခွဲဆိုရင်ဘယ်လိုပြောမလဲဆိုတော့ရောချီဟမ်9နာရီခွဲဆိုရင်ဘယ်လိုပြောမလဲရှိချီချီဟမ်9နာရီခွဲဆိုရင်ဘယ်လိုပြောမလဲခုချီဟမ်เนาะအဲ့လိုမျိုးလေးပေါ့အမအခုဆိုရင်ဂျပန်လိုဘယ်လိုပြောမလဲဆိုတော့ I ရဲ့ E ambient မှာ E မှာဆိုတာအခုဘာတို့ဘယ်တို့ဆိုရင်ကျွန်တော်အရင်တော့ဘာတို့ဘယ်တို့ဆိုရင် nan လို့သုံးမယ်အခုဘယ်နှစ်နာရီလဲဆိုရင်ဘယ်လိုပြောကြမလဲဆိုတော့ E မှာလေးကိုထည့်မယ်အခု
ဘေဘာဆိုရင်နန်းထည့်မယ်ဤမှာနန်းနိုင်လေးလိုချင်တော့ကြည်နောက်ကဖြစ်တယ်လားဆိုတော့ deska ဤမှာနန်းကြည် deska ဆိုတော့အခုဘယ်နှနိုင်လေးပေါ့နော်အခုကျွန်တော်ကြည့်နေတဲ့အချိန်လောက်ဆိုရင်ကိုကြည့်နေတဲ့အချိန်ပေါ့နော်ညဘယ်နှနိုင်ဆိုလဲဘယ်နှနိုင်လောက်ထည့်လိုက်ပေါ့အခုက4နိုင်လောက်ဖြစ်နေတဲ့အတွက်ကြောင့်ဤမှာနော်အခုကဤမှာ George Des နော်အရှိမဒါမှခေါ်စမ်းကုန်းကိုထည့်ကြည့်လိုက်ရတယ်ခေါ်စမ်းကုန်းကိုထည့်မယ်ဆိုရင်တော့ဘယ်မနက်ပိုင်းညနေပိုင်းလားသိရတာပေါ့နော်ဟုတ်ပြီတချို့နိုင်ငံတွေကြာကျွန်တော်ဘာသုံးလဲဆိုတော့24နာရီ system သုံးတယ်ပေါ့24နာရီဆိုတော့73နာရီလို့ပါတော့ဖြစ်နေရမြင်ဘူးမှာပေါ့အဲ့လိုမျိုး73နာရီ14နာရီဆိုရင်ဘယ်လိုပြောကြမလဲဆိုတော့14ပေါ့နော်14နာရီဆိုရင်10နဲ့4နဲ့ပေါင်းထားတဲ့ပုံစံမျိုး10ကဂျူ4ကဘာလဲဆိုတော့ယောလားဂျူယောဂျီလို့သုံးမယ်18နာရီဆိုလို့ရှိရင်ဂျူရှိချီဂျီ19နာရီဆိုရင်ဂျူခုချီဒါလေးတွေက4တို့9တို့ပါတဲ့နိုင်ဒီဆိုလို့ရှိရင်ကျွန်တော်တို့လိုက်ပြီးတော့ဒီအတိုင်းလေးပဲပေါ့နော်မပြောင်းမလေးပဲဒီပုံစံတိုင်းပဲရောချီရှိချီဂျီခုချီဆိုလိုက်ကတ်သွားမယ်ဟုတ်ပြီကျွန်တော်တုံညပေါ့နော်တုံညဆိုရင်ကျွန်တော်တင်းနဲ့3လေးမှမတင်ခဲ့တော့ဒီမှာထပ်ပေါင်းပြီးတော့တင်ပေးမယ်တုံညကဂျပန်လို့ဆိုရင်ဒီမှာ0ပေါ့နော်0ကြီးရ0အာဝါ0နော်ဒီ0ကိုအတန်ဖလေထားတဲ့ပုံစံမျိုးလေးပဲ0နော်ဂျပန်ဟီရာဂါနဲ့ရေးမယ်ဆိုရင်တော့ဂျပန်ဒါကြတော့နိုင်ငံခြားအင်္ဂလိပ်ကိုဂျပန်မှုပြုထားပါဒါကြတော့သူတို့ဂျပန်တွေခေါ်တဲ့အသုံးလုံးဆိုရင် ray e ပေါ့နော် ray e လို့ခေါ်ပါတယ်အဲ့ဒီမှာဒီမှာဓာတ်သမလေးဆိုရင်ကျွန်တော်10လို့ခေါ်တယ်နော်10.5ဆိုရင် ray e 10ခေါ်ပေါ့နော်ဒီတိုင်းလေးခေါ်လို့ရတယ်0 10ခေါ်လို့ခေါ်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပေါ့နော်ဒီနေ့နိုင်အကြောင်းကိုထူးခြားတာလေးက4ခွန်ခိုအကြောင်းကိုကျွန်တော်ပြောပါရယ်ပြီးတော့ခေါ်ဆန်းလေးပေါ့နော်ဒါဆိုရင်တော့နိုင်အကြောင်းကိုကျွန်တော်လေ့လာနေတဲ့ beginner တွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ